Hi everyone, welcome back to Noble Enough Online School. အားလုံးပဲမင်္ဂလာပါ Noble Enough Online School ကနေပြန်လည်ကြိုဆိုပါရစေ Today we are going to learn about verb to be, one of the most important verb in English. Okay, let's go. ဒီနေ့ကျမတို့ English ဘာသာမှာအရေးကြီးဆုံးနေတဲ့တစ်ခုဖြစ်တဲ့ verb to be အကြောင်းကိုလေ့လာသွားမှာဖြစ်ပါတယ်။ Okay, စလိုက်ကြရအောင်နော် What is verb to be? The verb to be is one of the most important verbs in English. Verb to be ဆိုတာ English ဘာသာထဲမှာအရေးကြီးဆုံး verb တွေထဲကတစ်ခုဖြစ်ပါတယ်။ It means to exist. တည်ရှိဖို့ to describe ဖော်ပြဖို့ to identify someone or something တစ်စုံတစ်ယောက်ဒါမှမဟုတ်တစ်ခုခုကိုဖော်ထုတ်ဖို့အတွက်သုံးတဲ့အခါမှာ verb to be ကိုသုံးရပါတယ်။ Forms of verb to be present tense မှာကျမတို့ verb to be ဘယ်လိုသုံးရလဲဆိုရင် present tense ကပစ္စုပန်အခုလက်ရှိဖြစ်နေတဲ့အရာတွေကိုပြောတာเนาะအဲ့ဒါဆိုရင် subject plus verb subject မှာ I verb မှာဆိုရင် am I ဆိုရင် am ကိုသုံးရတယ် subject you we they ဆိုလို့ရှိရင် are ကိုသုံးရတယ် are subject he she it ဆိုရင် is ကိုသုံးရပါတယ် past ဆိုတာအတိတ်ကဖြစ်တဲ့အရာတွေ before အဲ့ဒီမှာ subject verb okay subject မှာ I he she it ဆိုရင် verb ကို was သုံးရပါတယ် was was subject မှာ you we they ဆိုရင် verb ကို will will ကိုသုံးရပါတယ် How to use verb to be Number 1အနေနဲ့ to describe people or things လူပုဂ္ဂိုလ်ဒါမှမဟုတ်အရာဝတ္ထုတစ်ခုခုကိုဖော်ပြခြင်းသုံးပါတယ် use with adjectives adjective နဲ့တွဲသုံးရပါတယ် subject verb adjective အဲ့လိုတွဲသုံးရပါတယ် examples အနေနဲ့ I am happy ကျမပျော်ရွှင်တယ်အဲ့ဒီမှာ verb to be က am ပါ I am am ပါ she is beautiful သူမလှတယ်အဲ့ဒီမှာ verb to be က is ပါ adjective က beautiful ပါ they are tired သူတို့ပင်ပန်းနေတယ်အဲ့ဒီမှာ verb to be က are tired က adjective ပါ Number 2 to tell identity who someone is တယောက်ယောက်ဘယ်သူလဲဆိုတာအထောက်ထားပြတဲ့အနေနဲ့သုံးပါတယ် use with nouns nouns နဲ့တွဲသုံးပေးရပါတယ် examples I am a teacher ကျမဆရာမတစ်ယောက်ဖြစ်ပါတယ်အဲ့ဒီမှာ verb to be က am က a teacher က noun ပါ he is a doctor သူဆရာဝန်တစ်ယောက်ဖြစ်တယ်အဲ့ဒီမှာ verb to be က is ပါ a doctor noun ပါ they are students သူတို့ကျောင်းသားများဖြစ်တယ်အဲ့ဒီမှာ are က verb to be ပါ students က noun ပါ Number 3အနေနဲ့ to tell location ဒီနေရာကိုပြောရင်လည်းသုံးလို့ရပါတယ် use with places နေရာဒေသနဲ့တွဲသုံးပေးရပါတယ် examples I am at home ကျမအိမ်မှာရှိတယ်အဲ့ဒီမှာ am verb to be ပါ at home ဆိုတာ location ကိုပြတာဒီနေရာကိုပြတာဖြစ်ပါတယ် she is in the room သူမအခန်းထဲမှာရှိတယ်အဲ့ဒီမှာ is က verb to be ပါ in the room အဲ့ဒါက location ဒီနေရာကိုပြတာပါ they are at school သူတို့ကျောင်းမှာရှိတယ်အဲ့ဒီမှာ are က verb to be ပါ at school ဆိုတာ places location ကိုပြတာဖြစ်ပါတယ် Number 4 past was well talk about the past အတိတ်ကအကြောင်းတွေကိုပြောရင် was နဲ့ well ကိုသုံးရပါတယ် examples I was tired yesterday မနေ့ကကျမပင်ပန်းခဲ့တယ်ဒီမှာ yesterday ပါတဲ့အတွက် past tense ကိုသုံးတာပါ
past ဆိုရင် was I ဆိုတဲ့အတွက် I ဆိုရင် was ကိုသုံးရပါတယ် she was at home သူမအိမ်မှာရှိခဲ့တယ် she ဆိုတဲ့အတွက် was ဆိုတဲ့ verb to be ကိုသုံးရပါတယ် they were happy သူတို့ပျော်ခဲ့ကြတယ်အဲ့ဒီမှာ they ကအများဖြစ်တဲ့အတွက် well ကိုသုံးရပါတယ် W-E-R-E well ကိုသုံးရပါတယ်အခုကျမတို့ negative form အနေနဲ့ဒီ verb to be မှာ not ထည့်ရင် negative form ဖြစ်သွားပါတယ် I am ဆိုရင် I am not he is ဆိုရင် he is not short term အနေနဲ့ is not ကို isn't လို့လည်းရေးလို့ရပါတယ် they are ဆိုရင် they are not short term အနေနဲ့ are not ကို aren't လို့ရေးလို့ရပါတယ် examples I am not sad ကျမဝမ်းမနေဘူးအဲ့ဒီမှာ verb to be က am ပါအဲ့ဒီမှာ negative အနေနဲ့ not ကိုထည့်ထားတာပါ she is not here သူမဒီမှာမရှိဘူး verb to be က is ပါ negative အနေနဲ့ not ကိုထည့်ပါတယ် they are not busy သူတို့မအားဘူးသူတို့အလုပ်ရှုပ်နေတယ်အဲ့ဒီမှာ are က are က verb to be ပါ negative အနေနဲ့ not ကိုထည့်တဲ့အတွက် they are not busy ဖြစ်သွားပါတယ်အခုကျမတို့ question form ကိုကြည့်ပါမယ် question form မှာverb ကို subject မတိုင်ခင်ထည့်ရပါတယ်ဒီမှာပုံမှန် sentence တွေဆိုရင် you are happy အဲ့ဒါက subject verb adjective ဒါပေမဲ့ question form ဖြစ်သွားတယ်ဆိုရင် are you happy verb subject adjective ဖြစ်သွားပါတယ် now she is ready ဆိုရင် subject verb adjective okay အဲ့ဒီကနေ question form ဖြစ်မယ်ဆိုရင် is she ready verb subject adjective okay I am a teacher ဆိုရင် I က subject am verb a teacher noun subject verb noun အဲ့ဒီကနေ question form ဖြစ်သွားမယ်ဆိုရင် are you a teacher verb subject noun ဖြစ်သွားမယ်ပြောင်းပြန်ဖြစ်သွားမယ်เนาะ okay example အနေနဲ့ are you okay သင်အဆင်ပြေပါသလားအဲ့ဒီမှာ are က verb ကအရှေ့ရောက်သွားမယ်ပြီးရင် subject က verb အနောက်မှာရောက်သွားမယ် okay adjective is he your friend သူကသင်မိတ်ဆွေလားအဲ့ဒီမှာ verb ကအရှေ့ရောက်သွားမယ် is he က subject your friend noun are they at home are verb they subject at home က location ကိုပြတာပြောင်းပြန်ဖြစ်သွားမယ်เนาะကျမတို့ brain test အနေနဲ့ fill in the blanks လုပ်ကြည့်မယ်เนาะ she blank happy they blank at school I blank a teacher he blank tired yesterday we blank not busy အဖြေမှန်က she is happy they are at school I am a teacher he was tired yesterday yesterday ဖြစ်တဲ့အတွက် past tense ဖြစ်သွားပါတယ် was ကိုသုံးရပါတယ် we are not busy great job you did amazing today keep practicing and see you in the next lesson ဒီနေ့ကျမနဲ့တူတူအချိန်ပေးပြီးလေ့လာသင်ယူတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုအသစ်တွေမှာပြန်လည်ဆုံတွေ့ကြမယ်နော် bye bye ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင် like and subscribe လုပ်ထားဖို့မမေ့ပါနဲ့เนาะကျေးဇူးတင်ပါတယ်